အားလုံးပဲမင်္ဂလာပါ Football Village မြန်မာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ယမန်နေ့ညမှာရှင်မြန်ကစားခဲ့တဲ့ Premier League ရဲ့နောက်ဆုံးပွဲစဉ်တွေမှာဆိုရင်တော့စိတ်ဝင်စားတဲ့ကောင်းတဲ့ရလဒ်များကပေါ်ထွက်လာခဲ့ပြီပဲဖြစ်ပါတယ်။ခုနောက်ဆုံးပွဲစဉ်တိုင်ကင်မှာတော့ရေနံနူဘူးတင်းကအဆင့်3နေရာမှာရမှ68မှတ်နဲ့ရပ်တည်နေခဲ့ပြီးကျွဲသိန်းချန်ပီယံဖြစ်ခဲ့တဲ့ Newcastle ညီမလေးမိချန်နဲ့တူနိုင်မမီတဲ့ Unai Emery ဂိုင်းတွင်နေတဲ့ Aston Villa အသင်းတို့ကလည်းရမှ66မှတ်စီနဲ့အမှတ်တူ6ကွာကြားချက်အဆင့်လိုက်တိုင်းအသီးသီးရပ်တည်နေပြီးတော့အဆင့်9မှာရပ်တည်နေတဲ့တတော်တင်းကလည်းရမှ65မှတ်နဲ့နေရာယူထားပါတယ်။အဆင့်3နေရာကရေနံနူဘူးတင်းနဲ့အဆင့်9နေရာကတတော်တင်းတို့ကလည်းရမှ3မှတ်သာကွာဟနေပြီးချန်ပီယံလိဝင်ခွင့်နေရာအတွက်အသင်းတိုင်းကရေကုန်ရေခမ်းလှိမ်တီးမှတ်သဘောမှာရှိနေခဲ့ကြပါတယ်။အဆင့်3နေရာကရေနံနူဘူးတင်းကတော့ဖူဟန်အသင်းကိုလန်ဒန်မြို့ကြီးထိတောက်ရောက်ရှင်မြန်ခဲ့ရပြီးပွဲပြီးဆုံးချိန်မှာတော့ဖူဟန်အသင်းကို2ဂိုးရှိရလက်ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ရေနံနူဘူးတို့ကအခုဝဲအနိုင်ရလက်ကြောင့်အဆင့်3နေရာမှာပဲဆက်လက်ရပ်တည်နေခဲ့ပြီးချန်ပီယံလိဝင်ခွင့်နေရာကိုလည်းအမှားယွင်းမရှိရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။အဆင့်4နေရာကကျွဲသိန်းချန်ပီယံငှက်ကြားအသင်းကတော့အေဗာတန်အသင်းကိုအိမ်ကွင်းမှာလက်ခံကစားခဲ့ပေမဲ့တကူကူမရှိရလက်ဖြင့်ရှုံးနေခဲ့ပါတယ်။ငှက်ကြားတို့ကချန်ပီယံလိဝင်ခွင့်နေရာအဆုံးဖြတ်ပွဲမှာရှုံးပွဲကြုံခဲ့ရပေမဲ့တစ်ဖက်ကချန်ပီယံလိဝင်ခွင့်အတွက်ပြိုင်ဘက်တွေဖြစ်တဲ့ Aston Villa အသင်းနဲ့တတော်အသင်းတို့ကလည်းရှုံးပွဲများတွေ့ကြုံခဲ့တာကြောင့်အဆင့်5နေရာကနေချန်ပီယံလိဝင်ကိုဆက်လက်ပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။အဆင့်5နေရာမှာရပ်တည်ခဲ့တဲ့ညီမလေးမိချယ်တို့ကလည်းချန်ပီယံလိဝင်ခွင့်အတွက်အသက်ရှိနေသေးတဲ့အဆင့်9ကတတော်အသင်းနဲ့ရှင်ပြိုင်ကစားခဲ့ရပြီးပွဲပြီးဆုံးချိန်မှာတော့ညီမလေးမိချယ်တို့ကရိုးကိုမရှိရတဲ့နဲ့နိုင်ရရှိခဲ့ပြီးချန်ပီယံလိဝင်ခွင့်ကိုရရှိခဲ့ပြီဖြစ်ပါတယ်။ဒီရာသီ6လုံးခြေစွာနေခဲ့တဲ့တတော်တို့ကလည်းညီမလေးမိချယ်တို့ကိုရှုံးနေခဲ့မှုကြောင့်အဆင့်9နေရာမှာပဲဆက်လက်ရပ်တည်ခဲ့ပြီးConference League ဝင်ခွင့်ကိုသာရရှိခဲ့ပါတယ်။ Champions League ဝင်ခွင့်လက်ကျန်နေရတဲ့နောက်ဆုံးပွဲစဉ်ကစားပြီးတဲ့ချိန်မှာတော့ Champion ဖြစ်ခဲ့တဲ့ဘိုးအသင်းဒုတိယလူနေရာကိုမှ Crazy ဖြစ်ပါတယ်ဆိုတဲ့စီသူတင်တတိယနေရာကရေနံနူဘူးအသင်းအဆင့်4နဲ့5မှာဆင်လိုက်ရပ်တည်ခဲ့တဲ့ညီမလေးမိချန်နဲ့ကျွဲသိန်းငှက်ကြားတို့ကပဲ Champion League ဝင်ခွင့်ကိုရရှိခဲ့ပြီဖြစ်ပါတယ်။ဒီလိုနဲ့ပြီးတဲ့အသင်းတွေဟာ Premier League ပွဲစဉ်နောက်ဆုံးရက်အထိဘောပရိသတ်တွေကိုအကျိတ်နဲ့ဖျော်ဖြေမှုတွေပေးခဲ့ပြီး2024-2025ဘောလုံးရာသီကိုတော့လက်ပြနှုတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ညီကိုတို့အားပြီးတဲ့အသင်းရဲ့ဒီနှစ်ခြေစွမ်းကိုလည်းကွန်မန့်မှာသုံးသပ်ပေးခဲ့လို့ရပါတယ်။ယခုဗီဒီယိုကြည့်ရှုပြီးတဲ့ဆုံးမှာတော့ညီကိုတို့အနေနဲ့ like and subscribe လေးလည်းလုပ်ပေးတော့မမေ့နေအောင်နော်။တင်ဆက်ပေးတဲ့အကြောင်းအများရှိခဲ့ရင်လည်းကွန်မန့်မှာမှန်းခဲ့ပေးလို့ရပါတယ်။ကြည့်ရှုပေးကြတဲ့ကျေးဇူးတင်နေပါမယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ညီကိုတို့